ကိုကအခုလက်ထပ်ထားတယ်အိမ်တောင်ရှိတယ်ခလေးတော့မယူသေးဘူးမရှိသေးဘူးဆိုတော့မိမဘေဘီကွာစီကူးရင်လည်းသိလားအော်တနေ့ကျရင်ငါကလေးလေးရှိလာလို့ရှိရင်တကယ်လို့အဲ့ဒီကလေးလေးကသမီးလေးဆိုလို့ရှိရင်ကိုကဒီလိုတင်မယ်လို့စီကူးရင်ထားတယ် Hello my beautiful princess listen မမီပြောတာနားထောင်မင်းကလေးဆိုတာကရိုးသားရမယ်ဒါပေမဲ့အလို့မဖြစ်ဘူးအမြင်နဲ့လဲလဲဝဲရှိရမယ်ဟုတ်ပြီလားဘာလို့ပဲယောက်ျားတစ်ယောက်ကိုချစ်နေပါစေ always one step ahead ယောက်ျားတစ်ယောက်တည်းအမြင်နဲ့ခြေတလန်းတာနေရမယ်ကိုအတွက်ကိုအမြင်နဲ့တစ်ကွက်ချန်ရမယ်ဟုတ်ပြီလား strong confident အဲ့လိုမျိုးဖြစ်နေရမယ်မိန်းမဆိုတာမျိုးเนาะအမေပေးထားတဲ့လက်ဆောင်နေတဲ့မှာအောက်ကဟာကိုပဲသုံးပြီးတော့ဒီကဟာကိုမသုံးတတ်လို့ရှင်မင်းကအမေကိုဒါစော်ကားလိုက်တာပဲဟုတ်ပြီလားအဲ့လိုမျိုးလဲလဲဝဲရှိနေရမယ်เนาะမိန်းမတစ်ယောက်က use your brain look at this trying to be like mommy mommy လိုမိန်းမမျိုးဖြစ်အောင်စူးစမ်းနော် okay ဒါကသမီးလေးမွေးရင်နော်ဒါသမီးလေးမွေးရင်တင်ပါစီကူရတာတကယ်လို့များအဲ့ဒီကလေးကတားလေးဖြစ်ခဲ့မယ်ဆိုလို့ရှိရင်တော့နိပြရတော့မယ်လေတားလေးနော်ကိုကလေးလေးမမီရဲ့ချစ်လို့စားတော့တားလေးမှတ်ထားအောင်ယောက်ျားဆိုတာပတ်စံရှိရမယ်ပတ်စံရှာရမယ်ပညာတတ်ရမယ်အရေးချင်းရှိအောင်လုပ်ရမယ်ဥဆောင်နိုင်ရမယ်မိန်းမတွေကိုလေးစားရမယ် respect ထားရမယ်နောက်ပြီးနောက်ဆုံးတစ်ချက်အရေးကြီးဆုံးတစ်ချက်က look at mommy look at this remember if you see someone like this make sure to run away right away မမီလိုမိန်းမမျိုးတွေ့လို့ကတော့ထွက်တာပြေးတော့ငါသားလေးဟုတ်တယ်လေသမီးကိုကြတော့တင်လို့ရတယ်လေအော်ကိုသားလေးကြတော့ကို protect လုပ်ရမှာပြောဘယ်လိုလုပ်လို့မျိုးပြောလို့ရမလဲဟုတ်တယ်မလားဆိုတော့နမူနာပေးရတယ်လေကိုလိုမိန်းမမျိုးပြင်ထွက်တာပြေးတော့သားလေးလို့